နက်ဖျားတပါလို့ကျင့်ကြံသူတူကလင်းရှုံးအားကိုကြည့်ပြီးမင်းကလင်းရှုံးအားပေါ့လေကောင်းပြီဒီနေ့ကစားပြီးမင်းဟာငါချီယွင်ရှန်ကျွင်းရဲတပည့်ရင်းဖြစ်ပြီးလို့မင်းကြားလိုက်ပါတယ်လင်းရှုံးအားကလည်းဝမ်းသာအားရနဲ့ကျေးဇူးတင်ပါတယ်ဆရာလို့အယိုသေးပေးခဲ့တာပေါ့အဲ့ဒီနောက်လင်းရှုံးအားရဲ့မိဘတွေကရှုံးအားသမီးဆရာချီယွင်ရှန်ကျွင်းနောက်မှာတေချာစူးစမ်းပြီးကျင့်ကြံတော်မိဘတို့နောက်ဆက်မနေတော့ဘူးလို့နှုတ်ဆက်ကြပါတယ်လင်းရှုံးအားကလည်းဟုတ်ကဲ့အဖေနဲ့အမေအကိုတို့ပါလန်ခီးမှာဂယူးဆိုင်ကြပါနော်နောက်ဆိုသမီးအိမ်ကိုခဏခဏပြန်လာခဲ့ပါမယ်လို့လမ်းပြောတော့မိဘတွေကကောင်းပါပြီအားတဲ့အခါအိမ်ကိုပြန်လာလေဦးပေါ့လို့ဆိုပြီးထွက်ခွာသွားကြပါတယ်ဒါပေမဲ့အဲ့ဒီအကိုဖြစ်သူကတော့စိတ်ထဲကနေအိမ်ပြန်ကျင်သေးတယ်ပေါ့လေနောက်ပိုင်းကျရင်မင်းဘလို့တရားမလဲဆိုတာတော့မင်းကိုမင်းတိမှာမဟုတ်ဘူးနှုတ်ဆက်ခဲ့ပါတယ်ငါရဲ့ချစ်လာစွာသောညီမလေးရေလို့ရုံမာတဲ့စိတ်နဲ့တိတ်တဆိတ်ကျိန်ဆဲလောင်ပြောင်နေခဲ့ပါတယ်သူတို့ထွက်သွားပြီးနောက်ဆရာဖြစ်သူကကဲတပည့်ဆရာအရင်ဆုံးမင်းကိုကျောင်းတော်ထဲမှာအခြေချဖို့စီစဉ်ပေးမယ်ကြင်ကြံတာကိုတော့မနှက်ဖြန်မှဆက်ကြတာပေါ့ဘလို့လဲလို့မေးပါတယ်လင်းရှုံးအားကဆရာတပည့်လျှောက်တင်စရာစကားရှိပါတယ်လို့ဆိုတော့ဆရာကဟွန်းမင်းဘာပြောစရာရှိလို့လဲပြောစမ်းပါဦးလို့ခွင့်ပြုလိုက်ပါတယ်လင်းရှုံးအားကတုံရင်နဲ့ဆရာတပည့်ရဲ့ကိုခန္ဓာထဲမှာတောက်စားဖို့ရှီရှင်းကူအစိတ်မိထားပါတယ်ဒီစိတ်က3ရက်တခါပြန်ထပ်ပါတယ်ထပ်တဲ့အချိန်တိုင်းတေးလူမတက်နာကျင်ရပါတယ်ဆရာတပည့်ရဲ့ကိုယ်ထဲကအစိတ်ပိုးကောင်ကိုဖယ်ထုတ်ပေးဖို့ဆရာကိုတောင်းပန်ပါတယ်လို့အကူအညီတောင်းပါတော့တယ်ဆရာဖြစ်သူကအန်ကြချင်းအောင်ဆောင်ပြီးဘလို့ဖြစ်နိုင်မှာလဲမင်းကဘလို့လုပ်ပြီးအဲ့ဒီအစိတ်မိလာရတာလဲလို့ရေရွတ်ပြီးအိုင်းနတ်မျောစရာကောင်းလိုက်တာလို့တပြင်းချပါတယ်လင်းရှုံးအားကဘာဖြစ်လို့လဲဆရာလို့မေးတဲ့အခါဆရာကဒီလိုရှိတယ်တပည့်အခုဆရာမှာဒဏ်ရာရထားလို့ကျင့်ကြံခြင်းအဆင့်တွေမပြည့်စုံသေးဘူးဒါကြောင့်လောလောဆယ်တော့မင်းကိုယ်ထဲကအစိတ်ပိုးကောင်ကိုဖယ်ထုတ်မပေးနိုင်သေးဘူးလို့လင်ညာဖြေဆိုလိုက်ပါတယ်တကယ်တော့ဆရာဖြစ်သူရဲ့စိတ်ထဲမှာတော့ဟွန်းအဲ့ဒီအစိတ်ပိုးကောင်ကငါကိုယ်တိုင်မင်းကိုတိုက်ထားတာလေမင်းအတွက်ဖယ်ပေးလိုက်ရင်မင်းစီကနေငါလိုချင်တာကိုဘလို့လုပ်ရတော့မှလဲလို့တွေးပြီးကြံစီနေတာပါလင်းရှုံးအားကဘာမှမသိပဲဒါဆိုဆရာဒဏ်ရာကဘယ်တော့လောက်တက်တာမှလဲဟင်လို့မျောလင့်တကြီးမေးပါတယ်ဆရာကဆရာဒဏ်ရာကကြည့်ရတာ2နှစ်3နှစ်လောက်နဲ့တော့တက်တာဖို့မလွယ်ဘူးလို့အချိန်ဆွဲလိုက်တဲ့အခါလင်းရှုံးအားကဒီလောက်တောင်ကြမှာလားဒါဆိုအခြားနဲ့လည်းမရှိတော့ဘူးလားဆရာလို့စိုးရိမ်တကြီးမေးပြန်ပါတယ်ဆရာဖြစ်သူကလန့်စ်တစ်ခုပေးတယ်လို့နဲ့တကယ်တော့နေလည်းမရှိတာတော့မဟုတ်ပါဘူးတပည့်မင်းသာဒီကျန်းစာကိုကျင့်ကြံမယ်ဆိုရင်တော့အစိတ်တန်ကိုတက်တာစေနိုင်မယ်ဒီကျန်းစာမှာအဆင့်9ဆင့်ရှိတယ်မင်းသာစတုထအဆင့်အထိရောက်အောင်ကျင့်ကြံနိုင်ရင်အစိတ်ပိုးကောင်ကိုမင်းဘာသာမင်းဖယ်ထုတ်နိုင်လိမ့်မယ်လို့ဆိုပြီးစာအုပ်တအုပ်ပေးပါတယ်လင်းရှုံးအားကစာအုပ်ကိုကြည့်ပြီးဆရာဒါကတရားတော်ကျင့်စဉ်လန်းမိစ္ဆာကျင့်စဉ်မဟုတ်တယ်လို့ပဲနော်လို့တန်တရားဝင်တော့ဆရာကတပည့်ဒီကျင့်စဉ်ကတရားတဲ့ကျင့်စဉ်လန်းမဟုတ်တာမှန်ပေမဲ့မင်းကိုယ်တည်းကအစိတ်ကိုတော့နှိမ်နှင်းပေးနိုင်တဲ့စိတ်ချပါဒီကျန်းစာကဟွာရှင်နာနေမှနတ်ဖျားအဆင့်ကျင့်ကြံသူရဲ့အကျွင်းကြံနေမြေကနေရခဲ့တာခန္ဓာကိုယ်ကိုဒုက္ခမပေးတဲ့အပြင်အလွန်ပဲစွမ်းအားကြီးမားစေတယ်မင်းစိတ်ချလက်ချတာကျင့်ကြံမှာလို့ဖြောင်းဖျက်လိုက်တာကြောင့်လင်းရှုံးအားလည်းကျေးဇူးတင်ပါတယ်ဆရာလို့ယုံကြည်သွားပါတယ်အဲ့ဒီနောက်လင်းရှုံးအားကဒါနဲ့ဆရာတပည့်မေးစရာတစ်ခုရှိသေးတယ်ဆရာစီမှာရှန်ရွက်နန်းနတ်ဖျားဝိညာဉ်စေးလုံးရှိမလားဟင်လို့မေးပါတယ်ဆရာကဘာစေးလုံးလဲအဲ့ဒါဘာပစ္စည်းမို့လို့လဲလို့ပြန်မေးတဲ့အခါလင်းရှုံးအားကအန်တသွားပြီးဆရာရှန်ရွက်နန်းအကြောင်းမကြားဘူးလားဘလို့ဖြစ်နိုင်မှာလဲချမ်းရန်စီမာတောင်ရှိတာပဲဆရာကစစ်မှန်တဲ့လောကပြင်ပကလူစွမ်းကောင်းကြီးဖြစ်ပြီးတော့ဘာလို့ရှန်ရွက်နန်းမရှိရမှာလဲလို့ပြောပါတယ်ဆရာကတပည့်အဲ့ဒီရှန်ရွက်နန်းဆိုတာတကယ်တော့ဘလို့ဆေးမျိုးမို့လို့လဲလို့ထပ်မေးတော့လင်းရှုံးအားကဆရာဒီဆေးလုံးကလူတယောက်ရဲ့အညစ်အကြေးတွေကိုဆေးကြောပေးပြီးအယိုးစစ်တွေကိုလဲလှယ်ပေးနိုင်စွမ်းရှိတယ်တစ်ချက်တည်းနဲ့ပါရမီရှင်တယောက်ဖြစ်သွားစေနိုင်တာလို့ရှင်းပြပါတယ်ဆရာဖြစ်သူကစိတ်ထဲကနေကြောအနှစ်သာရကိုတန့်စင်ပေးပြီးအယိုးလဲပေးတဲ့ဆေးလုံးကိုပြောတာကိုငါစီမှာအများကြီးရှိတာပဲလို့တွေးပြီးအပြင်မှာတော့ဆရာစီမှာအဲ့ဒီလိုဆေးမျိုးအများကြီးရှိတာပေါ့လို့ကြွားလိုက်ပါတယ်လင်းရှုံးအားကဝမ်းသာအားရနဲ့ဆရာစီမှာတကယ်ပဲအဲ့ဒီလိုဆေးရှိတာလားလို့မေးတော့ဆရာကရှိတာပေါ့တပည့်ရဲ့ဒီလိုဆေးလုံးကခန္ဓာကိုယ်ကိုလဲလှယ်ပေးပြီးမင်းရဲ့ကျင့်ကြံမှုကိုအစမတန်မြန်ဆန်စေလိမ့်မယ်မင်းသာဒီဆေးကိုတောက်မယ်ဆိုရင်နှစ်လမပြည့်ခင်မှာတင်သွေးမိစ္ဆာရှိရှင်းကုန်ကျင့်စဉ်ရဲ့စတုထအဆင့်ကိုရောက်သွားလိမ့်မယ်လို့ဆိုပြီးဆေးအိတ်တအိတ်ပေးလိုက်ပါတယ်လင်းရှုံးအားကဆေးအိတ်ကိုကြည့်ပြီးအိုးတကယ်ပဲဒီဆေးအိတ်ထဲမှာဆေးလုံးပေါင်း100မကရှိမှာပဲငါဆရာကတကယ်ပဲလက်ဖားတာပဲသူ့ကိုဆရာဖြစ်ဆေးကပ်မိတာတကယ်မှန်သွားပြီလို့ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်ဆရာဖြစ်သူကကဲရပြီမင်းအရင်သွားနာတော့လို့လွတ်လိုက်ပြီးလင်းရှုံးအားထွက်သွားတဲ့အခါမှာတော့စိတ်ထဲကနေဟွန်းတကယ်အယူပဲကြည့်ရတာနှစ်လမပြည့်ခင်မှာငါအတွက်ရုပ်တရုပ်နောက်တရုပ်တိုးလာအောင်မှာပဲလို့ရုံမှာစွာရေရွတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဆရာဖြစ်သူကတပိတ်နှစ်ဦးကိုကြည့်ပြီးကောင်းတယ်လပိုင်းအတွင်းမှာတင်နင်းချီအဆင့်9ရောက်နေပြီးမင်းလည်းမစိုးဘူးနင်းချီအဆင့်6ပြည့်စုံလို့နေပါဖြစ်နေပြီပဲလို့ချီးကျူးပါတယ်တပိတ်ဖြစ်သူကဆရာစီနီယာအကိုကြီးကကျောင်းတော်ရဲ့စံချိန်ကိုချိုးဖျက်ပြီးချမ်းချန်ကျုံရဲ့နံပါတ်1ပါရမီရှင်ဖြစ်နေပါပြီဆရာလို့သတင်းပို့ပါတယ်ဆရာကမင်းတို့ပြီးခဲ့တဲ့လကကျင့်ကြံရေးအရင်းမြစ်တွေကုန်သွားပြီမလားဆရာလည်းမကြသေးခင်ကမှတရားကျင့်ပြီးအောင်းနေတာနဲ့ဒီကိစ္စကိုမေ့သွားတယ်လို့ပြောပြီးအရင်းမြစ်တွေထုတ်ပေးတဲ့အခါတပည့်တွေကကျေးဇူးတင်ပါတယ်ဆရာလို့ဝမ်းသာအားရအလေးပြုကြပါတယ်အဲ့ဒီအခါဆရာဖြစ်သူကစိတ်ထဲကနေတပြင်းချပြီးတွေးနေမိတာကဘာလို့တပည့်ချင်းကြွားချချက်ကဒီလောက်တောင်ကြီးမားရတာလဲအတိတ်ဘဝတုန်းကငါရဲ့အာခံတဲ့တပည့်6ယောက်ဟာငါ့ကိုဆရာတယောက်လိုသဘောထားတာထက်သွေးအိတ်တစ်ခုလိုပဲသဘောထားကြတာ3ရက်တစ်ခါ5ရက်တစ်ခါငါစီကနေအရင်းမြစ်တွေပဲတောင်းနေကြတာအခုဒီတပည့်2ယောက်ကြတော့ငါရဲ့စားတောက်နေထိုင်ရေးကိုဂယူးဆိုင်ပေးုံတင်မကဘူးအရင်းမြစ်တွေမပေးရင်တောင်ဘာမှစိတ်မကောက်မီးညူကြဘူးတကယ်ကိုကောင်းကင်နဲ့မြေကြီးလိုကြွားကြတာပဲလို့တွေးပြီးကျေနပ်နေပါတယ်အခြားတစ်ဖက်မှာတော့ကျောင်းတော်သားညီမငယ်2ဦးစကားပြောနေကြပါတယ်တယောက်ကအမကြီးညီမလေးတကယ်စိတ်ညစ်နေပြီးဘလို့မှအဆင့်တက်လို့မရဘူးဖြစ်နေတယ်အတိတ်ဘဝတုန်းကဒီချိန်ဆိုရင်ညီမလင်းကြီးအဆင့်6ကိုရောက်နေပြီဒါပေမဲ့အခုထိတော့လင်းကြီးအဆင့်တမှာပဲပိတ်မိနေတော့မယ်အခုဆိုတာမန်တပည့်တွေတောင်လင်းကြီးအဆင့်6ကိုရောက်ကုန်ကြပြီအိုင်းလို့ညီးတွားပါတယ်
အမဖြစ်သူကလည်းတပြင်းချပြီးငါလည်းအဆင့်တက်လို့မရဘူးဖြစ်နေတယ်အားလုံးကဆရာကိုပဲအပြစ်တင်ရမယ်ကျမတို့ကိုရှန်ရွက်နှမ်းမပေးလို့အခုဆိုကျမတို့ကတာမန်တပည့်တွေထက်တောင်နှိမ့်ကြနေပြီအတိတ်ဘဝတုန်းကကျမတို့ဂယူးမဆိုင်ခဲ့တဲ့ရှန်ရွက်နှမ်းဆေးလုံးကအခုတော့ကျမတို့ကံကြမ္မာကိုပြောင်းလဲပေးနိုင်တဲ့အရာဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့မိဘူးလို့ဆိုပါတယ်သူတို့နှစ်ဦးဟာနောင်တရစွာနဲ့မူလကတော့ငါတို့ဟာမွေးရပါပါရမီရှင်တွေမို့လို့အဲ့ဒီကျင့်ကြံရေးအရင်းမြစ်တွေဆိုတာပန်းကောင်းလှစင်ုံပဲရှိလဲရမရှိလဲရလို့ထင်ခဲ့တာအခုကြည့်ရတာတော့ငါတို့အားလုံးမားသွားခဲ့ပြီပဲလို့နားလေသွားကြပြီးအမဖြစ်သူကညီမလေးငါတို့ဆရာစီသွားပြီးကျင့်ကြံရေးအရင်းမြစ်အချို့ထပ်တောင်းလို့ရမလားသွားကြည့်ရအောင်လို့ခေါ်တဲ့အခါညီမငယ်ကလည်းဒီနည်းလမ်းပဲရှိတော့တာကိုလို့ဆိုပြီးဆရာစီကိုထွက်ခွာသွားကြပါတော့တယ်